အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဒီ PC တစ်လုံးပေါ့နော်အစဆုံးဘယ်လိုမျိုးဆင်ရမလဲဆိုတာကိုကျွန်တော်ဒီတစ်လောက် share လုပ်ပြသွားပြ။ Okay ဒါဆိုတော့ဗီဒီယိုစရအောင်ပြ။ဒီ system ဘုံမှာ specification ကဘာတွေကိုထည့်ဆင်ထားပေးလဲဆိုတာကိုကျွန်တော်ထပ်ပြပြမယ်။ CPU ကတော့ကျွန်တော် i7 11 Gen ကိုထည့်ထားပေးရပြ။ graphic card ကိုတော့ဒီ RTX 3060ကို 12GB ကိုသုံးထားပေးရပြ။motherboard မှာကြာရင်တော့ဒီ Aura ထဲက B460 ကိုထည့်ထားပေးရဗျာဒီမှာကျွန်တော်မကြိုက်တာက CPU fan ဗျဘာလို့လဲဆိုတော့ဒီ CPU fan က CPU မှာ original ပါလာတဲ့ fan ဖြစ်တဲ့ကြောင့်သိပ်ပြီးတော့တဘုံမကြောက်ဘူးဗျာနောက်တစ်ခုက SSD ကိုကတော့ဒီ editor ထဲက 1TB ကိုသုံးထားပေးရဗျာပြီးတော့ RAM ကတော့ 60GB နဲ့ချောင်းဗျနောက်ဆုံးတစ်ခုကတော့ power supply ကိုတော့ Garnier ထဲက B650 သုံးထားပေးရဗျOkay ဒါဆိုရင်ကျွန်တော်တို့ဒီ system board စုံလုံးကိုစဆုံးတစ်ချက်ဆင်ကြည့်လိုက်အောင်ဗျကျွန်တော်တို့ဒီ CPU ကို motherboard ထဲကိုထည့်ရမယ်ပေါ့နော်ကျွန်တော်တစ်ချက်ပြမယ်ဗျCPU ကိုကျွန်တော်ဒီထည့်ရမယ်ပေါ့နော်CPU ကိုထည့်တဲ့ခါကျရင်လည်းကျွန်တော်တို့ကဒီ clip လေးရှိတယ်ဗျဒီလိုဂျိုက်လေးရှိတယ်ပေါ့နော်ပြီးတော့ motherboard မှာလည်းဒီလိုမျိုးအထစ်လေးရှိတယ်ပေါ့အဲ့ဒါကိုကျွန်တော်ကကြည့်ပြီးထည့်ရမှာဗျမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကCPU အမကြားတဲ့ခါကျရင် CPU အမကြားတဲ့ခါကျရင် CPU ပင်ကွေးသွားတတ်တယ်ဗျဒါဆိုရင် CPU ကျတယ်ပေါ့နော်ကျွန်တော်ဒီဟာလေးတစ်ချက်ပိတ်လိုက်မယ်ဒါဆိုရင်တော့ CPU ကိုထည့်ထားပြီးပြီဗျဒါ CPU fan ဗျဒီ CPU fan ကိုဒီ CPU ပေါ်မှာတက်ရမှာဗျဒါပေမဲ့ဒီ CPU fan မှာပါတဲ့ဒီကိုပေါင်းကိုကျွန်တော်တိတ်တဘုံမကြောက်ဗျဘာလို့လဲဆိုတော့ဒီ CPU fan ပါတဲ့ကိုပေါင်းတွေကတိတ်မကောင်းဘူးဗျကျွန်တော် Cooler Master ကကိုပေါင်းနဲ့ပြောင်းထိုးမယ်ဗျပြီးရင်ကျွန်တော်တို့ကဒီဟာလေးကိုလည်း clip ကိုဒီဘက်ကိုရွှေ့ထားပေးပါတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ clip လေးကိုလည်းတေချာလေးတက်ထားပေးရမယ်ပေါ့နော်ကျွန်တော်တို့တစ်ချက်ပြီးရင်ဒီ motherboard မှာအန်ရေးရှိရပြအဲ့ဒါကိုကျွန်တော်ဒီလိုနှိပ်လိုက်မယ်ဒါဆိုကြောက်သွားပြီဗျပြန်ဆွဲတင်ကြည့်ပါတော့ဒီလိုမျိုးဆွဲတင်လို့မတက်တော့ဆိုရင်ဒါ CPU fan ကကျတယ်ဗျကျိုးနဲ့ရှိနေတယ်ဗျကျိုးနဲ့ကျိုးကနည်းနည်းရှိနေတာဖြစ်တဲ့ကြောင့်ကျွန်တော်ကျိုးနည်းနည်းလေးတိုးအောင်လုပ်လိုက်မယ်ဗျာဒါဆိုရင်တော့ရပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့motherboard ပေါ်မှာ CPU ရော CPU fan ရောတက်ပြီးပြီဗျပြီးတော့ကျွန်တော်တို့ RAM ကိုထပ်ဆိုင်မယ်ပေါ့နော် RAM ဆိုင်တဲ့ခါကျရင် delete ထားရမယ့်ဟာတွေရှိတယ်ဗျဘာလို့လဲဆိုတော့ဒီမှာ RAM stock က၄ခုပါတယ် A1 A2 B1 B2 ပေါ့နော်ကျွန်တော်တို့က RAM ဆိုင်မယ်ဆိုရင် A1 နဲ့ B1 ဆိုင်ရမယ်ဗျဒါမှမဟုတ် A2 နဲ့ B2 ပေါ့နော်အဲ့လိုမျိုးဆိုင်မှရမှာဗျဒါမှပဲ dual channel ဖြစ်မှာဗျအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဆင်မပြေဘူးဗျဒီ A1 နဲ့ A2 ဆိုင်တယ် B1 နဲ့ B2 ဆိုင်ရင်တော့တိတ်ဆင်မပြေဘူးပေါ့နော်၄ချောင်းလုံးရှိလို့၄ချောင်းလုံးဆိုင်ရင်တော့ပြဿနာတော့မရှိဘူးဗျကျွန်တော်တစ်ချက်စိုက်ပြမယ်ဗျဒါကျွန်တော်ကဒီA2 နဲ့ B2 ကိုစိုက်မယ်ဗျဒါဆိုရင်ကျွန်တော်တို့ motherboard ပေါ်မှာ RAM နဲ့စိုက်ပြီး CPU တွေရော CPU fan တွေရောတက်ပြီးဆိုတော့ကျွန်တော်တို့ system board နဲ့ထည့်မယ်ဗျာ graphic card ကိုတော့ကျွန်တော်နောက်ဆုံးမှထည့်မယ်ဗျ system board တွေကို power supply နဲ့ motherboard ကိုရင်ထည့်မယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တစ်ချက်ဆင်ကြည့်လိုက်ရအောင်ဗျ
โอเคဒါဆိုတော့ဆင်လို့ပြီးသွားပြီเนาะဆင်လို့ပြီးသွားရဲဆိုပေမဲ့ကျွန်တော်မကြိုက်တဲ့အချက်တွေရှိသေးတယ်ဗျာဒီ system ဘုံထဲမှာဆိုရင်ဒီ CPU fan ကိုကျွန်တော်သိတဲ့ပုံမကြောက်ဗျဘာလို့လဲဆိုတော့ဒီ CPU fan က original ပါလာတဲ့ CPU fan ဖြစ်တဲ့အတွက်ကြောင့်သိပြီးတော့တပုံမကြောက်ဗျာဘယ်လိုပဲဖြစ်ဖြစ်ဆင်ပြီးဒီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တစ်ချက် Windows တင်ကြည့်လိုက်မယ်ဗျာWindows လဲတင်လို့ပြီးပြီဆိုတော့ဒီဗီဒီယိုကျွန်တော်ဒီမှာပဲနားလိုက်မယ်ဗျာအားလုံးကိုကြိုးတင်ပါဗျာကျွန်တော်နာမည်တော့သားစီပါ